လူစီဟာဖခင်ဖြစ်သူရဲ့အရင်ဆုံးတငယ်ချင်းဂျွန်ကိုနေ့တိုင်းမပြတ်ဆန်းတော့ဆွဲဆောင်နေခဲ့ပါတယ်။ဂျွန်ဟာလည်းလူစီရဲ့ပြိုတက်ကြွပြီးဆွဲဆောင်မှုရှိတဲ့အချိန်ဝါအောက်မှာတဖြည်းဖြည်းသတိလက်လွတ်ဖြစ်ပြီးကာကွယ်မှုတွေလျှော့ချမိလာပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကဂျွန်နဲ့သူတငယ်ချင်းဟာသမီးတွေကိုခေါ်ပြီးအတူတူအပန်းဖြေခီးထွက်ခဲ့ကြတာပါ။ရင်းချက်ပြီးညှို့တက်ပြင်းတဲ့ဂျွန်ဟာလူငယ်တွေကြားထဲမှာတသားတည်းဖြစ်နေခဲ့ပါတယ်။လူစီဟာသူ့ဘော်ကိုတကယ်ပဲအချစ်စိတ်တွေစတင်တက်ဝင်လာခဲ့ပါတော့တယ်။နောက်ရက်မှာတော့သူတို့အားလုံးရေတကုံကမ်းပါထက်ကိုရောက်ရှိလာခဲ့ကြပါတယ်။ရေထဲကိုခုန်ချဖို့အစဉ်သင့်ဖြစ်ချိန်မှာတော့ချောကြည့်နေတဲ့ကြောက်ဆောင်တွေကြောင့်လူစီကြောက်စိတ်ဝင်လာခဲ့ပါတယ်။အဲ့ဒီခါဂျွန်ကသူမကိုရင်ခွင်နဲ့တင်းတင်းကြပ်ကြပ်ပွေ့ပတ်ပြီးတတိတွေရှိလာတဲ့အထိကျဉ်းသားစွာကြည့်ပေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်အတူတူခုန်ချခဲ့ကြပြီးဘေးကင်းစွာပဲရေထဲကိုဆင်းသက်နိုင်ခဲ့ပါတယ်။လူစီဟာရင်းချက်တည်ငြိမ်ပြီးခိုင်မာတောင့်တင်းတဲ့ဂျွန်ရဲ့ပုံရိပ်ကိုငေးကြည့်ရင်လုံးဝညှို့ယူခန်းစားခြင်းခံရရပါပြီ။သူမဟာဂျွန်ရဲ့ရှိမှတင်တမင်တက်တက်အဝတ်စားတွေကိုလဲလှယ်ပြခဲ့ပါတယ်။ဂျွန်ဟာပြပြတလဲဖြစ်ပြီးအသက်ရှူတမ်းတွေညံလာခဲ့ရပါတယ်။သူသွားတိုက်နေတော့မှတင်လူစီကရုတ်တရက်ဝင်နှမ်းလိုက်တာကြောင့်ဂျွန်တယောက်ကြောက်ရွံ့လို့ငြိမ်သက်သွားခဲ့ရပါတယ်။ဒါဟာလုံးဝမမားတဲ့အရာလို့တားခဲ့ပေမဲ့လူစီကတော့နည်းနည်းမှကြောက်ရွံ့ခြင်းမရှိခဲ့ပါဘူး။ညနေတကောင်ချိန်မှာတော့သူမဟာဂျွန်ရဲ့ကတင်ထဲကိုတိတ်တဆိတ်တိုးဝင်လာခဲ့ပါတော့တယ်။ဂျွန်ဟာသူမနဲ့ဝေးဝေးနေဖို့အတက်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့စိတ်ထဲမှာတော့စတင်တုန်လှုပ်ပြီးဝေခွဲမရဖြစ်လာခဲ့ပါပြီ။သူတို့နှစ်ယောက်တဲတောင်ပြင်မှာလမ်းလျှောက်နေတော့လူစီကသူ့တယောက်ထဲအတွက်ကပြဖြော်ဖြေခဲ့ပါတယ်။ဒီတစ်ချိန်မှာတော့ဂျွန်ဟာအသိစိတ်တွေကိုဘေးဖယ်ပြီးရင်ထဲကအလိုဆန္ဒနောက်ကိုပဲနောက်ဆုံးမှလိုက်ပါသွားခဲ့ပါတော့တယ်